အောင်မြင်တဲ့သူတွေရဲ့စင်ပေါ်တက်ပြီးပိုးတဲ့စကားတွေအားလုံးလည်းယဉ်နီးပြီးသားဖြစ်မှာပါသူတို့ရဲ့ဇလန်းတွေကတကယ်ကိုစွမ်းဖြစ်ပြီးစိတ်အားတက်ကြွအစေတယ်လေအတားစီတီကိုဘယ်လိုကြော်ဖြတ်ခဲ့တယ်ကျွန်တော်တို့လည်းသူတို့လိုဘယ်လိုလုပ်နိုင်တယ်ဆိုပြီးပြောပြကြတာပေါ့တကယ်ကိုဆွဲဆောင်မှုရှိတဲ့ဇလန်းတွေပါဒီမှာပြထားတဲ့စကားကတော့အနေနဲ့ထူးဆန်းတယ်နော်ဒါကအောင်မြင်မှုဆိုင်ရာမိန့်ခွန်းတွေကိုတရော်ထားတဲ့ XKCD ကရုံးတစ်ခုကနေယူထားတာပါဘသူဘာပြောပြော T ကိုဘယ်တော့မှမရက်တန်ပဲထိုးမှာကျွန်တော်အချင်းချင်းရှုံးနေကြတဲ့တာပေမဲ့ဘယ်တော့မှအရှုံးမပေးခဲ့ဘူးတဲ့ဟုတ်တယ်မလားဒါကကြားလိုက်တာနဲ့ရဲချင်းစရာကြီးလဲဒါပေမဲ့ခဏလေးစဉ်းစားကြည့်ရအောင်ဒီလိုပြောမားရင်းနေတဲ့အတွေးခေါ်ကိုပဲပုံစံကမျိုးနဲ့နေ့စဉ်ကြီးတော်တို့လက်ခံယုံကြည်နေမိတယ်ဆိုရင်ရောဒီအကြောင်းကိုပဲဒီတစ်ခေါက်မှာအသေးစိတ်အသင်ဆက်တော်မှာဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်တို့ယုံကြည်နေတဲ့ဒီလိုအောင်မြင်မှုဇာလန်းတွေမှာတကယ်တမ်းကျတော့အချီးကြီးလွဲနေတဲ့အချက်တစ်ခုရှိနေပါတယ်အဲ့ဒါကတော့အဲ့ဒီဇာလန်းတွေဟာအမြဲတမ်းလို့မပြည့်စုံဘူးဆိုတာပါပဲဒီယူဆကိုတော့ survivorship bias ရှင်းတမ်းမှုဘက်လိုက်ခြင်းလို့ခေါ်ကြပါတယ်ဆိုလိုတာကကျွန်တော်တို့ကအောင်မြင်သွားတဲ့သူတွေရှင်ကြံထဲတဲ့သူတွေရဲ့ဇလန်းကိုပဲအာရုံစိုက်ပြီးတော့အဲ့ဒီလမ်းအတိုင်းလိုက်လုပ်ပြီးရှုံးနှိမ့်သွားတဲ့ပိုပြီးများပြားရဲ့လူအုပ်ကြီးကိုလုံးဝမေ့ထားလိုက်တာမျိုးပေါ့တကယ်တော့ကျွန်တော်တို့ဟာအချက်လက်ရဲ့တင်းငယ်တဲ့အပိုင်းအစားတစ်ခုပေါ်မှာပဲအခြေခံပြီးကြီးမားတဲ့ဆုံးဖြတ်ချက်တွေချနေမိတာပါဒီကန်တော်ဝင်ဥပမာလေးတွေကအရာအလုံးကိုရှင်းသွားစေမှာပါဒုတိယကမ္ဘာစစ်တုန်းကပေါ့အင်ဂျင်နီယာတွေကဘုံကျန်းလီယင်တွေကိုတန်ချက်ကာတွေတတ်ဆင်ချင်ကြတယ်သူတို့ကတာဝန်နဲ့ပြန်လာတဲ့လီယင်တွေကိုလိလာပြီးကြီးစံပေါက်ရာတွေကိုချိခဲ့ကြတယ်ဒါပေမဲ့စင်းစင်ပညာရှင်အေဗရာဟမ်ဝတ်ကအမကိုထောက်ပြခဲ့တယ်သူတို့ဟာကြီးစံပေါက်ရမရှိတဲ့နေရာတွေကိုတန်ချက်ကကတ်ဆင်တင်တယ်လို့ဆိုပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီနေရာတွေဟာလင်းရင်တစ်ဆင့်ထိမှန်ခဲ့ရင်ဖျံမလာနိုင်တော့တဲ့နေရာတွေဖြစ်နေလို့ပါပဲ။ကျွန်တော်တို့မြင်နေရတာရှင်းကြံတူတွေကိုပဲလေ။အသက်ကြီးတဲ့အထိစလိတော့နေတဲ့အဘိုးအဖွားတွေအကြောင်းကြားရတာ။တင်ဘိုးဖြက်ကင်းနဲ့အသက်ရှင်ကျန်ရည်တူတဲ့အကြောင်းကြားရတာတွေကလည်းဒီလိုပါပဲ။မရှင်ကြံခဲ့တဲ့အများစုကြီးရဲ့ဇလန်းကိုကျွန်တော်တို့ဘယ်တော့မှမကြားရပါဘူး။ဆိုတော့ပြဿနာအောင်မြင်သူတွေရဲ့စကားကိုနားထောင်မိုံတက်မဟုတ်တော့ဘူးသူတို့ကကျွန်တော်တို့ကိုဘာကိုအာယုံစိုက်ခိုင်းနေတယ်လဲဆိုတာကပိုအရေးကြီးလာပြီအများအပြားတော့သူတို့ကပန်းတိုင်တွေပေါ်မှာပဲအာယုံစိုက်ခိုင်းကြတယ်အဲ့ဒါကပဲနောက်ထပ်အထင်မြင်လွှမ်းမှုတစ်ခုစီကိုဥတီသွားစေတာပါပဲအဲ့ဒါကတော့ပန်းတိုင်တွေရဲ့ပေါ်မှာအလွန်အကျွမ်းဆွဲလန်းခြင်းရဲ့ပြဿနာပါပဲဒါဟာအောင်မြင်တဲ့သူရောရှုံးတဲ့သူရောအတူတူကြောက်ရောက်သွားတဲ့ထန်းချောက်တစ်ခုပါစာရေးဆရာ James Clear ကထောက်ပြထားတဲ့အချက်တစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့အောင်မြင်တဲ့သူရောမအောင်မြင်တဲ့သူရောတူညီတဲ့ပန်းတိုင်တွေရှိနေတတ်ကြတယ်ဆိုတာပါပဲ။ Olympic ပွဲဝင်တဲ့အားကစားသမားတိုင်းရှေ့စိတ်လိုချင်ကြတာပဲလေ။ဒါပေမဲ့တယောက်ပဲရနိုင်တာပါ။ James Clear ရဲ့ဒီစကားကအဲ့ဒါကိုပိုပြီးရှင်းသွားစီမှာပါ။အောင်မြင်သူနဲ့မအောင်မြင်သူတွေမှာတူညီတဲ့ပန်းတိုင်တွေရှိနေမယ်ဆိုရင်ပန်းတိုင်ဆိုတာအောင်နိုင်သူနဲ့ရှုံးနိုင်သူကိုခွဲခြားပေးတဲ့အရာဖြစ်မနိုင်တော့ဘူးတဲ့။အဲ့ဒီတော့ပန်းတိုင်တွေအစား James Clear ကကျွန်တော်တို့ကို system တွေပေါ်မှာအာယုံစိုက်ဖို့အကြံပေးပါတယ်။ပန်းတိုင်ဆိုတာကအခန်းကိုရှင်းတယ်လို့တခါတည်းနဲ့ပြီးသွားတဲ့ကိစ္စပါ။ system ဆိုတာကတော့အခန်းကိုဘယ်တော့မှမရှုပ်ပေါ်အောင်နေတိုင်းနဲ့စီရှင်းလင်းတဲ့အလေ့ချင်းမျိုးပေါ့။ပန်းတိုင်တွေကငါဒီပန်းတိုင်ကိုရောက်မှပျော်ရမယ်ဆိုပြီးပျော်ရွှင်ဖို့ကိုအနာဂတ်မှာထားတယ်။ system တွေကတော့ဒီနေ့မှာပဲဒီလုပ်ငန်းစဉ်တွေကနေကျင့်တတ်ဖို့ကိုရှာတွေ့နေနိုင်ပါတယ်နာမည်ကျော်ဘောလုံးနီးပြကြီး Bill Walsh ကဒီအတွေးခေါ်အတိုင်းလက်တွေ့ကျင့်သုံးခဲ့တဲ့သူပါသူပြောခဲ့တဲ့စကားလေးတစ်ခုရှိတယ်ရလက်ကသူ့ဘာသာသူဖြစ်လာလိမ့်မယ်တဲ့သူကစူပါဘောဖလားရဖို့ကိုပဲနေတိုင်းစဉ်းစားမနေခဲ့ဘူးလေဂျင်ခန်တိုင်းမှာအသေးစိတ်တိုင်းကိုပြီးပြည့်စုံအောင်လှုပ်ဆောင်တဲ့စနစ်ကိုပဲအာရုံစိုက်ခဲ့ပါတယ်အောင်မြင်မှုဆိုတာကကောင်းမွန်တဲ့စနစ်တစ်ခုရဲ့ဘေးထွက်ရလက်တစ်ခုသာဖြစ်ပါတယ်ဒါပေမဲ့ဒီလိုမျိုးကြီးမားတဲ့ဘန်းတိုင်တွေတစ်ခုပြီးတစ်ခုကိုပဲလိုက်နေရတာကလမ်းလွဲစေုံတင်မဟုတ်ဘူးဗျာသူ့မှာမမြင်နိုင်တဲ့စိတ်ပိုင်းဆိုင်ရာပေးဆက်မှုတွေလည်းရှိနေပါသေးတယ်အဲ့ဒါကပဲကျွန်တော်တို့ကိုအကောင်းမြင်စိတ်ထားစမ်းပါဆိုရင်အန်ဒရယ်ရှိတဲ့နေရာတစ်ခုစီကိုတွန်းဖို့လိုက်ပါတယ်ကျွန်တော်တို့ရဲ့ယဉ်ကျေးမှုမှာအကောင်းမြင်ဝါဒကိုအလွန်အမြန်းဆွဲလန်းတာကတကယ်ဖြတ်နာတစ်ခုဖြစ်လာတဲ့အခါမှာပေါ့ဒီဟာကို toxic positivity အစိတ်ပန်အကောင်းမြင်ဝါဒလို့ခေါ်ပါတယ်ဆိုလိုတာကတော့ဘလို့ချင်းဒီမျိုးမှာပဲဖြစ်ဖြစ်အကောင်းမြင်စိတ်ရှိရမယ်ဆိုတဲ့အစွဲကြီးရောကြားရတာတော့ကောင်းသလိုပဲဒါပေမဲ့လက်တွေ့မှာတော့ဝမ်းနည်းမှုဒေါသထွက်တာဒါမှမဟုတ်ကြောက်ရွံ့မှုလိုမျိုးတကယ်အစစ်အမှန်ဖြစ်တဲ့စိတ်ခံစားမှုတွေကိုပယ်ချတာတန်ဖိုးမရှိဘူးလို့သတ်မှတ်လိုက်တာမျိုးဖြစ်နေပါတယ်ဒီလိုစကားတွေအမြဲကြားဘူးမှာပါအကောင်းမြင်စိတ်ထားလိုက်စမ်းပါတော့အကောင်းဘက်ကကြည်လိုက်ပါတော့ပေါ့တကယ်တမ်းတယောက်ယောက်ဒုက္ခရောက်နေချိန်မှာဒီလိုစကားတွေကအကူအညီမဖြစ်ပါဘူး
အဲ့ဒီစားသူတို့ရဲ့ခံစားချက်ကိုတန်ဖိုးမရှိသလိုဖြစ်စေပြီးပျော်မနေတဲ့အတွက်ရှက်စိတ်ဝင်လာအောင်တော့လုပ်မိသလိုဖြစ်သွားနိုင်ပါတယ် ရှင်းပြောရင်လေဒါကုညီတာမဟုတ်ဘူးစိတ်ပညာရှင်တွေအစိုးရဒါစိတ်ခံစားမှုကိုဖိနှိပ်လိုက်တာပဲအကောင်းမြင်စိတ်ကိုအကင်းချက်ဖျားပေးတာကလူတွေကိုသူတို့ရဲ့တက်ကက်ခံစားချက်တွေကိုရင်ဆိုင်ဖြည့်ရှင်းခွင့်မပေးသလိုဖြစ်နေပြီးဒါစိတ်ကြမ်းမှရတဲ့အင်မတန်အရေးကြီးပါတယ် စာရေးဆရာမစူဇန်ဂိန်းဒါကိုအကောင်းမြင်ဝါဒရဲ့ဖိနှိပ်မှုလို့တောင်တင်စားထားတယ်သူကဒါကိုရှင်သန်နေထိုင်ရခြင်းရဲ့အမှန်တရားကိုဘယ်တော့မှမပြောပြဖို့ပြောဆိုနေတဲ့ယဉ်ကျေးမှုဆိုင်ရာညွှန်ကြားချက်တစ်ခုပဲလို့ဖော်ပြခဲ့တယ်ပါအဲ့ဒီအမှန်တရားထဲမှာတော့အကောင်းရောအဆိုးရောနှစ်ခုလုံးပါဝင်နေတာပါ ကဲဒီလိုအထင်အမြင်လွဲမှားမှုတွေကိုသိပြီဆိုတော့အောင်မြင်မှုကိုပို့ပြီးကြက်မှပြီးလက်တွေ့ကြတဲ့ရှုထောင့်လာနေဘလို့ချင်းကပ်ကြမလဲအခုပြောခဲ့တဲ့အချက်၃ချက်ကိုပေါင်းပြီးတော့ပိုကောင်းတဲ့မူပေါင်းတစ်ခုကိုတိစောက်ကြည့်အောင် ဒီမှာပို့ပြီးရေရှည်ခိုင်မာတဲ့လမ်းကြောင်းတစ်ခုရှိပါတယ်ပထမဆုံးအနေနဲ့ရုပ်ပုံအပြည့်အစုံကိုမြင်အောင်ကြည့်အောင်မြင်မှုဇလိုင်းတွေကိုတန်တရားမျက်ရှိနဲ့ကြည့်ပြီးငါဘယ်လူတွေစီကမကြားရတာလဲလို့ကိုမေးခွန်းထုတ်ဒါက survivorship bias ကိုဂိုက်တွေဖြည့်ရှင်းတာပါဒုတိယအနေနဲ့လုပ်ငန်းစဉ်ကိုအာရုံစိုက်ပါပန်းနိုင်တဲ့ခြေပဲမဟုတ်ပဲကောင်းမွန်တဲ့စနစ်တွေအလေးအကျင့်ကောင်းတဲ့ကိုတည်ဆောက်ပါနောက်ဆုံးတတိယအချက်ကတော့စိတ်ခံစားမှုဆိုင်ရာရိုးသားမှုကိုလက်ခံပါအစင်မပြေတာကအစင်ပြေပါတယ်စိတ်ခံစားမှုအစုံလင်ကိုခွင့်ပြုခြင်းဟာအားနိုင်ချက်မဟုတ်ပဲအားသားချက်ရဲ့လက္ခဏာတစ်ခုဖြစ်ပါတယ် ဒါကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့အချက်ပါ James Clear ပြောသလိုပဲတကယ်စစ်မှန်တဲ့ရေရှည်တွေးခေါ်မှုဆိုတာပန်းတိုင်မရှိတဲ့တွေးခေါ်မှုဖြစ်နေတာပါပဲဒါတခုတည်းသောအောင်မြင်မှုအကြောင်းမဟုတ်ပဲစင်ဆက်မပြတ်တိုးတက်နေဖို့အကြောင်းဖြစ်ပါတယ် ဒီကိုကားချက်ကတော့အားလုံးကိုခြုံငုံမိစေပါတယ်တင်ဤတိုးတက်မှုကိုဆုံးဖြတ်ပေးမိအရာမှာလုပ်ငန်းစဉ်အပေါ်တင်ဤကတိကိုဝတ်ပင်ချက်တဲ့အာယုံဆိုင်ရမှာကလှုပ်ဆောင်မှုဖြစ်ပြီးရလက်ဖြစ်တဲ့ပန်းတိုင်မဟုတ်ပါဘူး ဆိုတော့နောက်ဆုံးအနေနဲ့ဒီမိကုန်းလေးကိုစဉ်းစားဖို့ခြံထားခွင့်ချင်ပါတယ်အောင်မြင်မှုဆိုတာကျွန်တော်တို့ရအောင်သွားရမယ်ပန်းတိုင်တစ်ခုမဟုတ်ပဲနေ့စဉ်နေ့တိုင်းခရူးတစ်စိုက်တီးဆောက်ပြီးလဲပတ်နေရတဲ့စိတ်ရန်တရားကြီးတစ်ခုဆိုရင်တော့ဘလို့ဖြစ်မလဲ